ကနေပြီးတော့ပြောင်းလာခဲ့ပြီးအလုပ်ရှင်ကနေပြီးတော့ဘိုက်ကျက်အောင်မထုတ်ပြီးလို့ပြဿနာတက်နေတဲ့လူတွေအားလုံးနဲ့တူကျွန်တော်တို့ဒီအလုပ်ပြောင်းအလုပ်ရွှေ့လုပ်တဲ့လူတွေပေါ့နော်အားလုံးအရင်ဦးဆုံးသိထားရမယ့်အချက်လေးကိုကျွန်တော်ဒီနေ့တင်ဆက်ပေးမှာဖြစ်ပါတယ်ဘိုက်ကျက်အောင်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့တွေကအလုပ်ကနေပြီးတော့ထွက်လာပြီးအလုပ်ရှင်ကနေပြီးတော့ကိုယ်ဘိုက်ကျက်အောင်မပေးဘူးဆိုတော့အလုပ်ရှင်မှာအပြစ်ရှိသလားလို့မေးလို့ရှိရင်ဟုတ်ကဲ့ပါအလုပ်ရှင်မှာအပြစ်ရှိပါတယ်လို့ရှိမှဘလို့အပြစ်ရှိလဲဆိုတာအလုပ်ထိုင်းနိုင်ငံရဲ့ဥပဒေအရဆိုရင်အလုပ်သမားတယောက်ကသူ့စီကနေပြီးတော့ထွက်လာပြီးတဲ့15ရက်အတွင်းမှာဘိုက်ကျက်အော်လို့ခေါ်တယ်သူရဲ့အလုပ်သမားဒီအကြောင်းမျိုးကြောင့်ဘာကြောင့်အလုပ်ကနေထွက်သွားလဲဆိုတာကိုတခါဂျန်ဟန်ကရုံးမှာသွားပြီးတော့ကျက်အော်လုပ်ရပါတယ်ကျွန်တော်အရှုပြောင်းအလုပ်သမားတွေကဘာတာဝန်ရှိလဲဆိုတော့ကျွန်တော်အဲ့ရလာတဲ့ဘိုက်ကျက်အော်ကိုယူပြီးတော့တခါ15ရက်အတွင်းအလုပ်ရှင်တွေကိုပြန်ပြီးတော့ဝင်ကြရတယ်နော်အလုပ်ရှင်ရဲ့အသစ်တွေကိုပြန်ရုံးဝင်ကြရတယ်ဒီထဲမှာတော့အချိန်အကန့်အသတ်ကတော့ရက်ပေါင်း60ပေးထားတာပေါ့ဗျာနော်တမမျိုးကဒီ MOU အလုပ်သမားတွေဆိုပြီးပေါ့စားတဲ့ဖြစ်ပေါ့နော်အဲ့တော့ဘလို့ပဲဖြစ်ပါဘိုက်ကျက်အောင်ရပြီးတယ်နဲ့ပြန်ပြီးတော့ဝင်ကြရမှာဖြစ်ပါတယ်ဒီတော့ခက်တာကကြာကျွန်တော်တို့တွေကဘိုက်ကျက်အောင်ကိုမပေးဘူးအလုပ်ရှင်ကလည်းမထုတ်ပေးဘူးဆိုလို့ရှိရင်အလုပ်ရှင်ကဘလို့အပြစ်ရှိလဲဆိုတော့တန်ငွေ2000တိဆောင်ခံရနိုင်ပါတယ်ဒါကကြာထန်ကရောနေပြီးတော့တန်ငွေရိုက်နိုင်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့တွေအလုပ်ရှင်ကနေပြီးတော့ကိုကို15ရက်ပြည့်သွားပြီဘိုက်ကျက်အောင်မထုတ်ပေးဘူးကိုအကြောင်းမျိုးကြောင့်ကိုယ့်ကိုထွက်လာတာပဲဖြစ်ဖြစ်အလုပ်ရှင်ကနေထုတ်လိုက်တာပဲဖြစ်ဖြစ်ပေါ့နော်အလုပ်ရှင်ကနေကိုကိုထုတ်လိုက်တယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းတယ်ဘာကြောင့်လဲဆိုတော့အစောတိကန်ခုခွန်လင်ကန်လို့ခေါ်တဲ့အလုပ်သမားကာကွယ်ဆောက်ရှောက်ရေးမှာသွားတိုင်မယ်တိုင်ပြီးသွားလို့ရှိရင်အဲ့မှာအမှုနဲ့ပတ်သက်ပြီးတော့ပေါ့နော်အလုပ်ရှင်နဲ့အလုပ်သမားပြဿနာတက်တယ်ဆိုရင်ဒါအလုပ်သမားဥပဒေထဲမှာအလုပ်ပြောင်းပိုင်ခွင့်ရှိတယ်ကိုနေရင်ထိုင်ရင်အမနေချင်းလို့ထွက်တယ်မလုပ်ချင်လို့ထွက်တယ်ဆိုတဲ့လူတွေကအလုပ်ပြောင်းပိုင်ခွင့်မရှိဘူးเนาะအဲ့လိုလူတွေကပြဿနာတက်တာများတယ်ဘာကြောင့်များလာလဲဆိုတော့ထိုင်းနိုင်ငံမှာကိုကထိုင်းနိုင်ငံလာမဟုတ်တဲ့အတွက်ကြောင့်လွတ်လပ်စွာအလုပ်ပြောင်းပိုင်ခွင့်မရှိဘူးเนาะအလုပ်ရှင်ကနေပြီးတော့ကိုပြည်နဲ့ပေးထွက်တယ်ဘိုက်ကျက်အောင်ထုတ်ပေးတယ်ချက်အောင်လည်းပဲအလုပ်ပြောင်းလို့ရတယ်ဘိုက်ကျက်အောင်တွေထုတ်ပေးတယ်ဆိုရင်တော့ကျွန်တော်တို့ကအလုပ်ပြောင်းလို့ရမှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ဒီတချို့တွေကရှိကြပါတယ် MOU အလုပ်သမားပဲဖြစ်တမယိုးကြအလုပ်သမားတွေပဲဖြစ်အလုပ်ရှင်ကနေပဲဗာပြောလိုက်တယ်အိမ်ပြန်သွားတယ်ပြောတယ်ပြီးရင်ထွက်ပြေးသွားတယ်အလုပ်ပြောင်းသွားတယ်ဆိုပြီးတော့အဲ့လိုမျိုးပေါ့နော်စာရင်းတွေမှာရေးလိုက်လို့ရှိရင်ကျွန်တော်တို့ကအလုပ်ပြောင်းလို့မရတော့ဘူး။ဘာကြောင့်လဲထိုင်းနိုင်ငံရဲ့ဥပဒေထဲမှာဆိုရင်ကျွန်တော်တို့အလုပ်သမားတွေကနေပြီးတော့အလုပ်ရှင်ကနေပြီးတော့အလုပ်သမားအခွင့်အရေးချိုးဖောက်တယ်ဆိုရင်တော့ကျွန်တော်တို့ကစော်ဒီကန်ရုံးတိုင်ကြားပြီးတော့ပြောင်းရွှေ့လို့ရနိုင်တယ်လို့ကျွန်တော်တို့ကအလုပ်ရှင်ကဘာမှအပြစ်မရှိဘဲနဲ့ရွှေ့တယ်ပြောင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အလုပ်သမားတွေမှာဒုက္ခရောက်တတ်ပါတယ်။ဟိုတတိယနဲ့ထွက်လာပြီးဘိုက်ကျက်အောင်ရတော့ညာပဲတခြားနောက်တတိယအသစ်တွေကိုပြောင်းဝင်လို့မရတဲ့ဒုက္ခတွေအများကြီးကြုံတွေ့ရတတ်ပါတယ်။အဲ့ခါကျတော့ဘာဖြစ်လဲခိုင်ထားတဲ့ဆာရွက်ဆန္ဒတွေကတတိယမတူဘဲနဲ့အလုပ်သွားလုပ်လို့ရှိရင်ကျန်းခောက်လည်းမလုပ်ထားဘူးလေကျွန်တော်တို့အာနာပိုင်လာစစ်ဆေးတဲ့ခါကျရင်ဘာဖြစ်သွားမလဲဖမ်းခံရတဲ့ခါကျရင်မြန်မာပြည်ပြန်ပို့ခံရမယ်ဗီဇာအပိတ်ခံရမယ်ထိုင်းနိုင်ငံဝင်ရောက်ခွင့်2နှစ်အပိတ်ခံရမယ်ဆိုပြီးတော့ဒါသူတို့ဥပဒေကချမှတ်ထားတာဖြစ်ပါတယ်မတစ်တစ်ချက်ကျွန်တော်တို့ဒီလွတ်လပ်စွာအလုပ်ပြောင်းပိုင်ခွင့်မရှိတဲ့အတွက်ကြောင့်ဒီပိုင်ချက်အောင်နဲ့ပတ်သက်ပြီးအလုပ်ထွက်တဲ့ခါကျရင်တို့တတိကြီးလေးထားပြီးတော့ပြောင်းကြဖို့တော့ပြောလို့ပါတယ်လှုပ်ရှင်နဲ့ကြီးပြီးခုနပြောသလိုပေါ့အလုပ်သမားရှော့လိုက်ပါတယ်ဆိုပြီးတော့အဲ့ဒီထဲမှာသူရေးပေးလိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတခြားအလုပ်ရုံပြောင်းလို့ရတယ်ဘာမှပြဿနာသိမရှိဘူးနော်အဲ့ဒါပြောင်းလို့ရတချို့တွေကဆိုရင်ခုနပြောတဲ့လာကဘန်တို့နီလုတ်နီဘာညာစသဖြင့်ပေါ့ထွက်ပြေးသွားတယ်အိမ်ပြန်သွားတယ်ဆိုရင်ကျွန်တော်တို့မှာခက်ခဲတွေကြုံရပြီဟင်းတော့ဒီပြဿနာကလေတော်တော်လေးကိုကြီးမားပြဿနာကြီးဆိုင်ရဆန္ဒရဖို့အတွက်ကိုကျွန်တော်တို့ကအများကြီးလုပ်ခဲ့ရတာ1000ပေးရတယ်2000ပေးရတယ်3000ပေးရတယ်အများကြီးစာအုပ်လုပ်တာတော့တစ်မျိုးဝီစာခတစ်မျိုးနေလေးခတစ်မျိုးဟိုပန်းရောက်ကခတစ်မျိုးအခပေါင်းများစွာကိုကျွန်တော်ပြီးပြီးတော့ဒီဆိုင်ရဆန္ဒရဖို့အတွက်ကိုကျွန်တော်တို့ကလှုပ်လာခဲ့ရတာဆိုင်ရဆန္ဒလည်းရပါလေရောအလုပ်ပြောင်းတဲ့ခါကျရင်ပြဿနာတွေတက်အကုန်လုံးကသွားကုန်ရောအဲ့တော့ဒါဒီခြေလမ်းတွေအလုပ်ပြောင်းတာရွှေ့တာဒီအရန်ကိုအရေးကြီးပါတယ်အဲ့တော့ bio file ကြီးရှေ့ဝိုင်းလည်းမကြိုက်ကြဘူးအဲ့တော့ကျွန်တော်လည်းလူရင်းတူရင်းလေးကိုမြန်မြန်လေးရှင်းပြနေတာဖြစ်တဲ့အတွက်ကြောင့်နားမလည်ဘူးဆိုရင်အစနဲ့စုံပြီးတစ်ခေါက်ပြီးတစ်ခေါက်ပြန်ကြည့်ကြပါเนาะကျွန်တော်ဒီကိုဖုန်းဆက်တဲ့ချင်တယ်ဆိုလို့ရှိရင်တော့393439432541ကိုဖုန်းနံပါတ်ကိုမနေ့8နိုင်နေစပြီးညနေ6နိုင်နေဆက်နိုင်ပါတယ်9နိုင်တိတိကျွန်တော်အချိန်ပေးထားတယ်เนาะဒါပေမဲ့ဒီနောက်ပိုင်းမှာဆိုရင်တော့အဲ့6နိုင်နောက်ပိုင်းမှာကျွန်တော်ဒီကိုမဆက်နိုင်တော့ကျွန်တော်မှလည်းဟိုကိစ္စဝိစာတွေပေါ့နော်ကိုလည်းအနာယူနိုင်ပေါ့တနေ့ကိုဖုန်းကင်လို့မနိုင်ဘူးနောက်တစ်ခုကကျတော့တကယ်လို့သေရေးရှင်ရေးတကယ်အရေးကြီးပြီဆိုရင်တော့ကျွန်တော်ဖုန်းမကင်မချင်းဆက်ကာပဲဆက်ခါ90ပဲဖြစ်အရန်ကြီးပြီးအရန်ကိုအရေးကြီးပြီဆိုရင်ပေါ့လေเนาะဟုတ်ကဲ့ဒီတော့ဒီနေ့ကတော့အထူးတစ်ဖြစ်ပေါ့เนาะဒါဥက္ကမအမျိုးတွေအနေနဲ့အများဆုံးဆက်လာတဲ့ဖုန်းနေနဲ့အတူcomment မှာရောချက်ပေါက်နေမှာအများဆုံးမေးလာတဲ့ဒီ bike check on နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီကနေ့အစအနေအဆုံးကြီးကျွန်တော်လာရောက်ရှင်းပြပေးတာဖြစ်ပါတယ်ကျွန်တော် MOU အလုပ်သမားတွေဆိုရင် okay နောက်ထပ်နည်းနည်းလေးရှေ့လဲအောင်မယ်เนาะဘာလဲဆိုတော့
အလုပ်သမားတွေ MOU အလုပ်သမားတွေဆိုလို့ရှိရင်အလုပ်ပြောင်းတယ်ဆိုရင်ဘာတွေလိုအပ်လဲဆိုရင်ဘယ်လိုပုံစံမျိုးပြောင်းရလဲဆိုတော့နံပါတ်1လှုပ်ရှင်သေးဆုံးသွားတာလို့နံပါတ်2အလုပ်ရုံကနေအပိတ်ခံရတယ်အလုပ်ရုံပိတ်လိုက်တယ်စီးပွားရေးမကောင်းလို့နံပါတ်3အလုပ်ရှင်တွေကိုထိလဲအောင်စော်ကားခြင်းနံပါတ်4အဲ့မှာအလုပ်လုပ်တယ်ဆိုလို့ရှိရင်အလုပ်ရှင်ဘယ်လိုပြောမလဲကျန်းမာရေးနဲ့ထိခိုက်တယ်အသက်အန္တရာယ်နဲ့လည်းရှိနိုင်တယ်ဆိုတဲ့အပိုင်းပေါ့နော်နံပါတ်5ကကြတော့ကျွန်တော်တို့ဒီကျွန်တော်တို့အလုပ်ရှင်နဲ့အလုပ်သမားပြဿနာတက်တယ်လုပ်အားကအပြည့်အဝမပေးတာတွေအလုပ်သမားဥပဒေချိုးဖောက်တာတွေဆိုရင်ပြောင်းလို့ရတယ်နံပါတ်6ကကြတော့အလုပ်ရှင်အဟောင်းကနေပြီးတော့အလုပ်ရှင်တင်တဲ့သဘောတူညီမှုတွေရတယ်အလုပ်ရှင်တက်ကနေပြီးအလုပ်ရှင်ဟောင်းတဲ့စကားတွေပြောကြတယ်ညှိနှိုင်းလို့အဆင်ပြေတယ်ဆိုလို့ရှိရင်တော့ဒီအလုပ်ရှင်ဟောင်းရဲ့ကုန်ကြမ်းစိတ်တွေကိုအလုပ်ရှင်တက်ကနေပြီးတော့သူကနေပေးနိုင်တယ်ဆိုလို့ရှိရင်ပေးဆက်နိုင်တယ်အဆင်ပြေတယ်ဆိုရင်တော့ပြောင်းလို့ရတယ်ဆိုပြီးတော့ဒါအလုပ်သမားဥပဒေထဲမှာလည်းသူတို့တွေကရေးဆွဲထားတာရှိတယ်ဒါအလုပ်ရှင်ပြောင်းတာနဲ့ပတ်သက်ပြီးတော့ဟုတ်လားအဲ့တော့တမယိုးကြအလုပ်သမားတွေလည်းဒီလိုပဲခုနကကျွန်တော်ပြောသလိုပဲဒါကြောင့် MOU အလုပ်သမားပဲဖြစ်ဖြစ်ထိုင်းနိုင်ငံမှာလုပ်ထားတဲ့ဒီဆိုင်ရွက်ဆန္ဒနေပဲဖြစ်ဖြစ် CI သမားတွေပဲဖြစ်ဖြစ်ပိုင်းအောင်ကသမားတွေပဲဘလို့လူတွေပဲဖြစ်ဖြစ်အားလုံးကအလုပ်ရွှေ့ပြောင်းတဲ့အခါမှာတော်လကောင်เนาะကျွန်တော်တို့တွေကအလုပ်ရှင်ရဲ့သဘောတူညီမှုကိုကျွန်တော်တို့ယူကြရတာဖြစ်ပါတယ်အဓိကကုံသိန်းချုံပြီးပြောရမှာဆိုလို့ရှိရင်အလုပ်ရှင်ရဲ့သဘောတူညီမှုရကိုကျွန်တော်တို့ကယူရတယ်ဒါမှအလုပ်ပြောင်းရွှေ့ရတာအဆင်ပြေတယ်အဲ့တော့နောက်တစ်ခုနောက်ဆုံးအနေနဲ့ပေါ့နော်ဘိုက်ကြောက်အောင်မထုတ်ပေးဘူး15ရက်ပြည့်တော့မှ तू မထုတ်ပေးဘူးဆိုရင်ကြက်ထန်ကရုံမိမိတို့ကိုယ်တိုင်သွားပါမိမိကိုယ်တိုင်သွားပြီးတော့သွားပြောပါကျွန်တော်အလုပ်ထွက်လာ15ရက်ရှိပြီအလုပ်ရှင်ကနေကျွန်တော်ဘိုက်ကြောက်အောင်မထုတ်ပေးသေးဘူးအကြောင်းကဒီလိုရှိတယ်စသဖြင့်ပေါ့သွားပြောပြီးတော့မှဒါကိုယ်တိုင်နဲ့ကြက်အားငံရုံမှသွားပြီးတော့ထုတ်နိုင်ပါတယ်ထန်ကရုံနေပြီးတော့သူကစစ်ဆေးယူလိုက်မယ်အလုပ်ရှင်နဲ့ဖုန်းဆက်ပြီးတော့ကရှင်ဘာဖြစ်လို့ခင်ဗျားဘာဖြစ်လို့လာပြီးတော့ကြက်အောင်မလုပ်တာလဲမလုပ်ရင်တော့ဒါဥပဒေအရကျွန်တော်2000နဲ့မကျော်တော့တန်ငွေကိုဆောင်ရမယ်တော့ဘာညာသူ့လုတ်သွားလိမ့်မယ်အဲ့ဒါသူ့အပိုင်းပေါ့နိအဲ့တော့ဒီနေ့တော့အဓိကထားပြီးပြောချင်တာကတော့ရွှေပြောင်းလုပ်သမားမျိုးတွေအရန်မရမတာအလုပ်မပြောင်းဖို့နဲ့နော်ကိုအလုပ်ပြောင်းတဲ့ခါကျရင်ပြလဲလေးနဲ့ကိုကင်ထားတဲ့ဆာရဆန္ဒတွေကိုအားနာတယ်ကိုပတ်စံကုန်ထားတဲ့ဟာတွေအလားအသာမဖြစ်ချင်ဘူးဝီစားတွေတေသွားတယ်ဝါပါမေးတွေတေသွားတဲ့ပုံစံမျိုးမဖြစ်စေချင်ဘူးဆိုလို့ရှိရင်တော့ခုကျွန်တော်ကြည့်နေတဲ့ဗီဒီယိုဖိုင်လေးကိုနော်မသိတဲ့လူတွေကိုလည်းပြန်လဲမျှဝေပေးကြပါနော်သူတို့နားမလည်တာလေးတွေကနားလည်သွားရအောင်ပေါ့နော်အချင်းချင်းနဲ့ပြန်လဲမျှဝေပေးခြင်းအပြင်လည်းကူညီနိုင်ကြပါ